ဟဲလိုဟုတ်ကဲ့ပါအလုပ်ရှင်ကျမအခုချက်ချင်းငါးသွားပို့လိုက်ပါမယ်။အိုးငါရဲ့ငါးလေးတွေစင်းတော့မစင်းချင်ပါဘူးရှင်နဲ့မခွဲနိုင်ဘူး။ငါမင်းကိုအခွင့်အရေးပေးနေတာကဘာပေါ်မှာအစိုးဆုံးယောက်ျား။ငါကူချွမ်းစီကနေဝေးဝေးသွားဖို့စင်းတော့အာဒါပါရီလဲချက်ချင်းဖယ်ပေးစမ်းအာဒီမှာလူကြီးမင်းရှင်ကားကိုခဏလောက်ဖယ်ပေးလို့ရမလား။ဒီငါးတွေတေတော့မယ်ကျမအမြန်သွားပို့ရမှာမို့လို့ပါ။ရပါတယ်မင်းဘာသာမင်းဖယ်လိုက်ရှင်ကျမကိုဘယ်လိုလုံးမှလွှတ်ပေးမှာလဲ။ငါကားကိုတိုက်ထားပြီးတော့ထွက်သွားခြင်းသေးတယ်ပေါ့။ရောကြီးမပေးနိုင်ရင်ငါရဲ့ကိုရန်တော်အကူလုပ်ပေးရမယ်။အခုကစပြီးငါပြောသမျှအကုန်လုပ်ရမယ်။ငါကိုခွင့်ကြွေးရုံတွေမှမုံလာဦးနီစားတာအကုန်စားလိုက်။ကျမလည်းမကြိုက်ပါဘူး